မလမှုစေတော်သည်ရန်ကုန်မြို့မြောက်ကလာပါမြို့တွင်တည်ရှိပါသည်မလမှုစေတီတော်၏တမိုင်းအကြောင်းကိုပြောပြရပါလျင်မလမှုစေတီတော်ကိုမလမှု၏သားတော်ဖြစ်သောဥက္ကလာပမင်းကြီးကတည်ထားကိုးကွယ်ခဲ့သည်ဟုအဆိုရှိခဲ့ပါသည်မလမှုဟုသောအမည်နှင့်ပတ်သက်၍ပုံပြင်အလားရှေးသမိုင်းစကားတည်ရှိပါသည်မင်းကြီးမဲတော်မလမှုသည်လူစင်စစ်ကမွေးဖွားခဲ့သည်မဟုတ်ဟုဆိုခဲ့ကြပါသည်ရှေးသရောအခါတင်ကုတ်တရကုန်းကိုအလဲဘဟုထား၍ယသိဇောကြီးတပတိတို့ပြုံးမွေးကြလေရာဝဲတခုသောတောအုပ်တွင်တရားဓမ္မကျင့်သုံးနေထိုင်တော်မူပေသောတိတ်တယသိကြီးမှာတနေ့သောအခါဝဲခုသောဇနပုတ်တို့စွမ်းခံထွက်လေရာလန်ခရီတောအုပ်၌လက်မှုပင်တပင်ထက်ကြီးမားစမ်းကျေမတ်စဖွဲတီးနေကြသောလက်မှုတီးကြီးကိုတွေ့မြင်တော်မူ၍မိမိကျောင်းသင်ငန်းသို့စွခူးကယူခဲ့လေ၏တို့နှင့်ညမကြာမီရက်အတော်အတွင်း၌ပင်ထိုလက်မှုတီးကြီးမှရှုခြင်းစပွဲတင့်တယ်လှပသောတို့သမီးငယ်ကိုဖွားမြင်ခဲ့လေရာတိတ်တရသေးကြီးမှာအလွန်ဝမ်းမြောက်အံ့ဩမိပြီးလျင်မိမိလက်ညှိုးအားနှိုးရဲထွက်စေရန်အဋိဋ္ဌံ၍ထိုအမျိုးသမီးငယ်အားနွေးမြူခဲ့လေသည်ရုပ်ရည်စင်းပြင်တင့်တယ်လှပသောအမိအားဖြင့်မောမာသာမိကမှုမြမဘာသာဖြင့်မေလမှုသည်အရွယ်ရောက်လက်သောတာဝရိန်သာ၌ကြားမင်းကြီး၏ဗန္ဓုကံပလာမြကြောက်ဖြာသည်တဲမာခြင်းဖြစ်လာသောကြောင့်လူကြီးတို့ရှုကြည့်ရာသည်တွင်လူနတ်ဗမာတို့၏သခင်ဖျားရှင်ပွင့်တော်မူသည့်အကြောင်းထိုဖျားရှင်၏လက်ထက်တော်တွင်ရှေးနောင်တော်ဖျားတို့၏ဓာတ်မွေပစ္စည်းများနှင့်အတူစံတော်ရှစ်ဆူကိုထပ်ပနာ၍ဇေဒီတဲထားကိုးကွယ်လိမ့်မည်ဖြစ်ကြောင်းတို့ထပ်ပနာတဲထားကိုးကွယ်မည်ဒါယကာမှာတိန်ဒုတ်တရကုန်းဤအရန်ကုန်းတို့၌မွေးလျော်သောယသိသူမြဲမွေးထားသည့်မေလမှုကမွေးဖွားသည့်သားမှသာလျင်ဒါယကာဖြစ်နေမည်အကြောင်းထိုမေလမှုအားရနာပုဒ္ဒမွေးဖွားရလေအောင်မနုဿလူတို့တရေပေးခြင်းငါမထိုက်တန်တာဝရင်သာမှနတ်တို့ဤတိန်နှင်းကြားမင်းတရေပေးမှအရေးပုံလှမည့်အကြောင်းများကိုထင်ရှားသိမြင်လေသည်ထိုကြောင့်ကြားမင်းသည်လူအသွင်ဖန်ဆင်းပြီးရှင်ရသေးနှင့်မလမှုတို့ထံဆင်းသက်၍တမီးလှကိုတောင်းယူခဲ့သည်ကြားမင်းသည်ရှင်ရသေးကြီး၏သဘောတူညီချက်ဖြင့်မဲလမှုကိုထိန်းညာပြီးနောက်ရသေးကြီးထံတွင်အနှံထားခဲ့၍တာဝရင်သာသို့ပြန်လေ၏ဂျာမင်းကြီးသည်လူပြည်တွင်ကြံရစ်သူတရေသူမဲလမှု၏လွမ်းဆွပူးဆွေးတတ်တမှုအကြောင်းစုံကိုသိရှိတော်လဲလူပြည်သို့ဆင်းရန်အဖြစ်နိုင်ပါသေးသဖြင့်တာဝရင်သာမှနတ်ကြီးလူလင်အားမြကြီးတောင်သုံးခုကိုယူဆောင်စေ၍ကျင်ရတော်မဲလမှုအားသုံးဆောင်ရန်ပေးလိုက်လေ၏သို့သောတရားမင်းမိဖုရားများဖြစ်ကြသောသူစီတာသူမာလာသူစိတ်တာသူနန္ဒာဟုသောနတ်သမီးတို့သည်လန်ခုလက်တွင်နှောက်ယှက်ဖြစ်စည်းမှုကိုပြုကြ၍ညကြီးတောင်တလုံးကိုသာလျင်မလမှုတောက်သုံးရ၍အထက်ဖော်ပြခဲ့ပြီးသောဥက္ကလာပမင်းကြီးအားတရေတေကာဖွားမြင်တော်မူခဲ့ကြောင်းသမိုင်းများကဆိုခဲ့ကြပါသည်ကြံရှိသောညကြီးတောင်နှလုံးမှာတလုံးသည်ဟိမဝန္တာတော်သို့ကြာရောက်၍စတ္တစင်မသည်တောက်သုံးရပါသဖြင့်စတ္တာစင်ပြန်ကိုမွေးဖွားသည်ဟုဆို၏တလုံးမှာသမုဒ္ဒရာအလယ်သို့ကြာရောက်၍မိချောင်းမှတကောင်တောက်သုံးရပါသဖြင့်ငမိုးရိပ်မိချောင်းကိုမွေးဖွားသည်ဟုဆိုပေသည်ဤသို့သာလျင်ဂျာမင်းကြီးမလမှုဥက္ကလာပမင်းကြီး၏အမိုင်းတို့ကိုသိရှိခဲ့ကြလေသည်အခြားတဏှာ၏ဆန်ဆန်မူကွဲများလည်းရှိပါသေးသည်ထိုသားငယ်အရွယ်ရောက်သောအချိန်တွင်ဂျာမင်းဆင်းသက်လာ၍ဥက္ကလာပဘွဲ့အမည်နှင့်တိုင်းပြည်ထိနှံတဲလုတ်အနှင်းတော်မူသည်ထိုနောက်ဥက္ကလာပပြည်ကြီးကိုအစိုးရတော်မင်းသည်မြတ်စွာဘုရားသခင်၏ဇန်တော်ရှစ်ဆူကိုရလိမ့်မည်တင်္ဂုတ္တရကုန်းတော်၌ထပ်ပနာရပါမည်အဒနာဒါယကာဖြစ်အောင်မည်ထိုအခါ၌ဂျာမင်းသည်နတ်အပေါင်းများစွာနှင့်လာတော်မူအောင်မည်ဟုမှာကြားခဲ့ပြီးတာဝရင်သာသို့ပြန်လေ၏အလွန်ရှေးကြသောလွန်ခဲ့သောနှစ်ပေါင်း2000
1500ကျော်ခန့်ကကျောင်းရာများဖြစ်ကြပါသဖြင့်စိတ်ချလောက်သည့်အကိုအကာပါဝင်သောကြောက်စာမှတ်တမ်းရာဇဝင်အခိုင်အမာတော့မရှိချေတို့ဖြစ်သောကြောင့်လက်လန်းမိသမျှတမိုင်းစကားတို့ကိုသာအားထားရလေရာတင်ကုတ်တရကုန်းကိုရန်သောမြို့လေးမြို့အနက်ဥက္ကလာပသည်မြောက်ဘက်ကျသောမြို့ဖြစ်ကြောင်းတဝနနဒီမြစ်ရှိကြောင်းတမိုင်းတွင်အတီအလင်းဆိုထားရကာတမိုင်းအဆိုကိုအမှန်ယူရသောယခုရန်ကုန်မြို့သည်ဥက္ကလာပမြို့မဖြစ်နိုင်တော့ချေအကယ်၍ရန်ကုန်သည်ဥက္ကလာပမြို့ဖြစ်သောရွှေတကုံတဖျားတမိုင်းသည်မမှန်မကန်ရေးထားသောအချက်များပါသည့်တမိုင်းသာဖြစ်ရပါလိမ့်မည်တို့ဖြစ်သောကြောင့်ဥက္ကလာပနေပြည်တော်ဖြစ်ခဲ့သောမြို့နေရာကတင်ကုတ်တရကုန်းမြောက်ဘက်အဘဲနေရာဒေသတွင်ရှိနေပေလိမ့်မည်နီရွှေတကုံဖျားတမိုင်းကိုယုံကြည်သဖြင့်အထက်ပါမေကွန်းကိုမေးလျင်အဘဲပညာရှိသည်မှန်ကန်သောအဖြေနှင့်တကွာထွက်ပေါ်လာပါမည်နီကျွန်ုပ်တို့ကမမှန်းဆနိုင်ပါကြောင်းအမှန်ပင်ဖြစ်ပေသည်သို့သောတင်ကုတ်တရကုန်း၏မြောက်ဘက်ကျသောမင်္ဂလာတုံနှင့်တရားလေးအကြားအချို့နေရာဒေသများတွင်တူးဆွကြည့်လျင်မြို့ဟောင်းနေရာတွေ့ကောင်းတွေ့လေမည်လားဟုတွေ့တော်မှန်းဆကြည့်မိပါသည်အကြောင်းကရှေးဟောင်းစေတီရုပ်ပွားတော်များကိုထိုနေရာတဝိုက်မှလွန်ခဲ့သောနှစ်အတန်ကြာကတူးဖော်တွေ့ရှိဖူးကြောင်းသိရသောကြောင့်ဖြစ်ပါသည်မယ်လမှုဖျားသည်ယခင်ကထူးခြားသောဖျားငုတ်တို့တစုဖြစ်ခဲ့ပြီးအနီးကပ်ဖူးမြော်ကြီးညိုခွင့်ရကြလေသည်ဇေဒီဟုဆိုတော်လဲအပေါ်ပိုင်းမှာပျက်စီးယိုယွင်းနေပြီးအောက်ခြေပိုင်းသာရှိပါသည်ထူးခြားချက်မှာဤဇေဒီအလဲတက်တက်မှအထက်သို့ပင်လုံးတက်သွားပြီးခက်လက်များဖြား၍စိမ့်လန်းဝေစာစွာဖြင့်နဘဲပင်ကြီးကထီမိုးထားတဲ့ကဲ့သို့ရှိနေခြင်းဖြစ်ပါသည်ထိုစံပြသောအနေအထားမြင်ကွင်းကြောင့်အနီးအပါးမှဖြတ်တန်းသွားကြသောခီးသွားတို့မှစိတ်ဝင်စားစွာဖြင့်ခိတ္တရနာကဖျားငုတ်တို့အားဖူးမြော်တက်ကြပါသည်1960ခုနှစ်မြန်မာတက္ကရာ1322ခုနှစ်နေုံလာဆန်း8ရက်ဗုဒ္ဓဟူးနေ့မွန်းလွဲ2နာရီခွဲအချိန်တွင်ဖျားငုတ်တို့အားဒေါ်စောညွန့်ရီသည်အဖော်များနှင့်လာရောက်ဖူးမြော်ရာမှာမောင်ဖြစ်သူကဇေယီတော်အပေါ်သို့တက်၍ကြည့်ရှုရာမှာမမျှော်လင့်ပဲမှန်စီထားသောကျုပ်ကလေးတစ်ခုကိုတွေ့ရှိရပါသည်ကျုပ်၏အတွင်း၌ထုလုပ်ထားသောမိမပုံတစ်ခုကိုတွေ့ရပါသည်ရှင်ကျုပ်ကလေး၏လက်ရအနေအထားမှန်ပုံတံများကိုပါကြည့်ရှု၍ရှေးနှစ်ပေါင်း400ကျော်500ကျော်ခန့်ကပစ္စည်းတစ်ခုဖြစ်နိုင်သည်ဟုထင်ကြောင်းနှင့်ပုံမှာမိမပုံဟုထင်ရကြောင်းကိုရှေးဟောင်းသူရတနာမှအတွေ့အကြုံရှိပြီးသူများမှစုံစမ်းသိရှိခဲ့ရပါသည်ရှင်ကိစ္စကိုပုံမတိကျမှန်ကန်စေရန်ရှေးဟောင်းစရီသမိုင်းများစုံစုံလင်လင်ရှိသောရွှေတကုံဖျားရှိသမိုင်းစာပေများအရာအဆိုရှိခဲ့သောဥက္ကလာပမင်းကြီး၏အထောက်အထားတစ်ခုရှိကြောင်းဖျားကြီးအလဲပစ္စယံတွင်ကြားမင်းဤပုံတော်အောက်၌ရှိသောမဲတော်မဲလမှုဤဘုံကိုတွားရောက်လေ့လာသောကျုပ်အတွင်းမှရရှိသောပုံတော်နှင့်လက်အနေထားအနှဲငယ်ကွဲသည်မှတပါဦးကောင်းစတိုးထိုင်နေဟန်တို့မှာတထေရာတဲ့တူညီခဲ့ကြောင်းတွေ့ရှိရပါသည်အကြောင်းသောနှစ်ပေါင်း400ကျော်ကိုပြန်လည်ကြည့်ရှုပါလျင်မြတ်စွာဘုရားရတနာတော်သည်မဲတော်ဘုရင်မကြီးရှင်စောဘုနှင့်သမတ်တော်ဓမဲစေရီမင်းကြီးတို့လက်ထက်တော်တွင်အလွန်ပင်ပွင့်လင်းထွန်းကားခဲ့ကြောင်းကိုရာဇဝင်အဆောင်ဆောင်တို့တွင်တွေ့မြင်ဖတ်ရှုကြရပေရာထိုဖျားငုတ်တို့မှာရှေးဟောင်းစရီတစုဖြစ်နိုင်သည်ဟုယူဆနိုင်ပေသည်ဤထောက်ထားများကိုထောက်ရှု၍ဘွဲညီတော်မရှိဘဲဖျားငုတ်တို့ဟုခေါ်ဝေါ်သမုံနေခဲ့ကြသည့်အစားအများအမြင်တွင်မမှားနိုင်သောဘွဲအညီတော်သမုံရ၌ပထမမဲလမှုစေတီနောက်မှတဆင့်ညှိနှိုင်းကြကစွတောင်းပြည့်မဲလမှုစေတီတော်ဟု၍ဘွဲအညီတော်ကိုသမုံလိုက်ကြပါသည်ထူကြသောထပနာများနဘဲပင်ကြီးကိုခုံလဲကဇီတော်ကိုစတင်ဖြိုလျက်ရှင်းလင်းကြရာပထမရွှေရောင်နှင်းငယ်ဖြင့်ဖျားဆင်းတုတော်တစုထို့နောက်စေးဖျားတစုဂျေစင်တုတော်ကြီးတစုကိုတူးဖော်ရရှိကဖူးမြော်ကြရသည်ဒုတိယနေ့ဆက်လက်တူးဖော်ကြရာငကဘက်ငကေယုံငကားဖောင်လောင်းတော်မူစင်းတုရုပ်ပွားတော်များနှင့်လက်မှုသီးသဏ္ဍာန်အားဖြင့်ထုလုပ်ထားသောကြောက်သားလက်မှုသီးကိုအောက်မှပလင်ခံလျက်တွေ့ရသည့်အပြင်ရသေးအသွင်လောင်းတော်မူကြောက်စင်းတုပုံတော်ကိုပါတူးဖော်တွေ့ရှိကြရသည်
ဗုဒ္ဓ၏စင်တို့တော်များသည်အရှိအရက်သို့မျက်နှာမူလျက်ဓာပနာထားသည်ကိုတွေ့မြင်ဖူးမြော်ကြရသည်ထိုစင်တို့တော်များသည်ကြားမင်းအသွင်နာကင်းများတက်ဆင်ထားလျက်လက်ကောက်နှထောင်ခြေချင်းတော်များကိုပါရှိသည်ကိုတွေ့မြင်ကြရပါသည်တတောင်းပြည့်မဲလဲမှုစေဤတော်သမိုင်းပုံပါအတိုင်းအရာဆိုလျင်ဘိုးတော်တိတ်တရသေးကြီးလောင်းတော်မူပုံနဂါနဂလိန်ပလင်စင်းနုတော်မလမှုပုံအကလာပမင်းအသွင်ဖျားရှင်ပုံတော်နှစ်ပုံအကြမင်းအသွင်သုံးပုံငကယုံတွင်ပလင်ခွေတစ်ပုံကြောက်စင်းတုတစ်ပုံနဂါဖောင်ဖျားရှင်လောင်းတော်မူပုံ6ပုံကျေးစင်းတုတစ်ပုံရုပ်တုပုံများတွင်ပလင်အနှိမ့်အမြင့်နဂါဥကောင်းအမိအနှင်းငယ်ခြားနာသည်သာကွဲပြားပါသည်ကြောက်ခွေများဆင့်၍ဇေဒီပုံတံတဲထားသောကြောက်ခွေဇေဒီတစုကိုလည်းတွေ့မြင်ရှိရပါသည်ပြန်လည်တည်ထားသောဇေဒီမှာညံတော်အမြင့်ဖြင့်80ရှိပြီး2013ခုနှစ်တွင်ညံတော်68ပေသို့တိုးမြင့်ပူဇော်ထားခဲ့ကြပါသည်နောက်ထပ်ဖျားဇေဒီသမိုင်းတို့ကိုလည်းစင်ဆက်မပြတ်သိရှိကြည့်ရှုနိုင်ရန်အတွက်ကျမရဲ့ channel လေးကို follow like and save share လေးတွေလုပ်ပေးသွားကြပါအောင်လို့မေတ္တာရက်ခံအပ်ပါတယ်ရှင်